မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဒီကွန်ပန်းကိုအသုံးပြုပြီးခြား software ရဲ့စုပ်ကုတ်တွေကျွန်တော်ကြည့်ပြပေးမယ်ကျွန်တော် software ကိုဝင်ထားတယ်ဝင်ထားပြီးတော့ဒီမှာကျွန်တော်လုပ်လို့ရတယ်အများကြီးကျွန်တော် express app ဆိုပြီးကျွန်တော် application ကိုကျွန်တော် express လုပ်လို့ရတယ်ပြီးတော့ကျွန်တော်ခုလောဆယ်ဒီကွန်ပန်းလောက်ပါဒီကွန်ပန်းသူ Java ကျွန်တော် Java ကုတ်ကို Java ကုတ်နဲ့ရေးထားတဲ့ application တွေကိုကျွန်တော်ဒီကွန်ပန်းလောက်ပါဒီပကံ keyboard ဆိုတာလေးကိုကျွန်တော်ဒီကွန်ပန်းကျွန်တော်လောက်လိုက်မယ်ကျွန်တော်ဒီမှာ all dash on လေးကိုကျွန်တော်ရွေးလိုက်မယ်အဲဆိုသူစပြီးတော့ key combine လုပ်နေပြီအဲဆိုကျွန်တော် Java code တွေထွက်လာလိမ့်မယ် Java နဲ့ရေးထားဆိုလို့ရှိရင် Java နဲ့ရေးမထားတဲ့ application တွေဆိုရှင်တော့ဒီလို run နေမှာထွက်သွားပါတယ်ကျွန်တော်ဒီပကံ keyboard က Java နဲ့ရေးထားဆိုလို့ရှိရင်ကျွန်တော်ဒီ combine လုပ်လို့ရလိမ့်မယ်ဖို့လုံးအောင်ဒီ combine လုပ်နေဆိုတော့ရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီကွန်ပန်းလုံးနည်းနည်းကြာတယ်အားကြောင့်ကျွန်တော် video speed ကိုကျွန်တော်မြင့်ပေးထားမယ်ကျွန်တော်ရပြီဒီ source ထဲမှာကျွန်တော်စုပ်ကုတ်တွေရှိတယ်ကျွန်တော်ဒီ folder လေးမှာ Java file တွေအများကြီးရှိတယ်ဒီမှာမြင်ရတဲ့ကျွန်တော်ဒီမှာ Java ကုတ်တွေ Java ကုတ်တွေဒီမှာ method တွေရဲ့ name တွေကျွန်တော် class တွေရဲ့ name တွေရောဖြောက်ထားတယ်။ဘာကျ public static file တွေကျွန်တော် A ဆိုတဲ့ class ထဲမှာဒီမှာ D ဆိုတဲ့ variable ကိုလောက်ထားဒါကကျွန်တော်ကုတ်တွေကိုမရှင်းဖြစ်အောင်လို့ပြန်ပြီး combine လုပ်ထားဗျာပြန်ပြီးပြင်ထားတာပြော combine လုပ်တာမဟုတ်ကုတ်တွေပြန်ပြင်ထားတာအဲ့လိုမျိုးอ่ะကျွန်တော်ပြင်တဲ့ tool ရှိတယ်ဗျာကျွန်တော် skyware နဲ့ဆွဲထားတာဆိုရင်ကျွန်တော်ဒီလိုကြည့်လို့ရှိရင်တိုင်းနာပေါ်ကျွန်တော်ဒီလိုဖြောက်ထားမျိုးလုံးမထားဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ like class file တွေအများကြီးပဲကျွန်တော်ကြိုက်တဲ့ file တွေအကုန်လုံးဖွင့်ကြည့်လို့ရတယ်ကျွန်တော်ခုလောဆယ်ဒီ file နဲ့ကျွန်တော်ပြန်ထုတ်လိုက်မယ်ကျွန်တော်ဆွဲထားတဲ့ဒီ software လေးကိုကျွန်တော်ဒီ combine နဲ့ကျွန်တော် run ပြပေးမယ်ကျွန်တော်ပဲ software ကိုလုံးအောင်ကျွန်တော်ဒီ HTML ID ဆိုတော့ကျွန်တော်လုပ်လိုက်မယ်ကျွန်တော်ရှောက်ဆွဲထားတဲ့ဒီဟာလေးကိုကျွန်တော်လုပ်လိုက်မယ်ဒီ combine လုပ်လိုက်မယ် file size ကတိတ်မကြည့်ဘူးနည်းနည်းဆောင်းရမယ်ကဲရအောင်ကျွန်တော်ဒီ resource ထဲမှာကျွန်တော်ဒီ con နဲ့ကကျွန်တော် mine နဲ့ကကျွန်တော်ပေးခဲ့တဲ့ဒီ packet နေနဲ့ကျွန်တော်ဒီ new project 16ဆိုတော့ကျွန်တော်ဒီမှာကျကျွန်တော်ပြောင်းမသွားတွေ့လားကျွန်တော်ဒီမှာ current activity ကျွန်တော်ဒီမှာ extend ကကျွန်တော် app compat activity ကိုကျွန်တော် extend လုပ်ထားတယ်ကျွန်တော်ဒါ activity ပဲကျွန်တော်ဒီမှာရေးထားတဲ့ code တွေရော method တွေရောအကုန်လုံးကဒီမှာအတိုင်းသားမြင်နေရတယ်ဒါကျွန်တော် skyware နဲ့ဆွဲထားကျွန်တော်ဒီအောင်ထွက်ပြီးကျွန်တော်ပြမယ်ဒီမှာ file util .java ဆိုတော့ဒီမှာပါကျွန်တော် file block တွေသုံးပြီးဆိုရင်ဒီကောင်ပါမယ် skyware.util ရှိမယ်ဒါ skyware နဲ့ဆွဲထားလို့ကျွန်တော်ဒီ code file တွေကပါလာတာ main activity .java ကျွန်တော် main activity ကျွန်တော်ဆွဲထားတယ်ပါဒီမှာ method name တွေရောအကုန်လုံးကတော်တော်များများပြောင်းမသွားဘူးကျွန်တော်ဒီကောင်ပိုင်းလောက်ရတဲ့အချိန်မှာဒီနေ့ပြန်ပေါ်လာတယ်အဲ့လိုနည်းနဲ့ကျွန်တော်တခြားတွေရဲ့ code ကိုကြည့်ပြီးကျွန်တော်လေ့လာကြည့်လို့ရတယ် copy ကူးပြီးတော့ခိုးမချလိုက်ပါနဲ့နော်ဒါ file.util file နဲ့ဆိုင်တဲ့ code block တွေကိုလုံးပြီး class ပေါ့ဒါဟုတ်ကဲ့ပါဒီနေ့တော့လောက်ပါပဲဒီနေ့မှာဒီ combine software ကိုအသုံးပြုပြီးတော့ခြား software ရ Java code တွေကိုဘယ်လိုကြည့်လို့ရဆိုတာရှင်းပြပေးရဖြစ်ပါတယ်နောက်ကလည်းဒီလိုထူးခြားတဲ့ software လေးနဲ့ပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့လောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်